ကယ်ကိုယ့်ရဲ့လုပ်ငန်းကလောက information တွေကြုံမသိရဘူးအနားနီးမှာ surprise တွေနဲ့ပဲချရတယ်ဆိုရင်အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ပြပြချင်တဲ့ tips တွေကတော့မိတ်ဆွေတို့ကိုရောမှာ capacity planning နဲ့ပတ်သက်ပြီးကျွန်တော်ရှင်းပြပေးချင်တယ်မြန်မာနိုင်ငံကိုရောနဲ့မှာလို့ရတာကျွန်တော်တို့တွေကတခုဆိုရင် surprise တွေနဲ့လုပ်ရတာဗျ surprise တွေဆိုတာဘယ်တော့ပစ္စည်းလာမှမသိဘူးဘယ်လောက်လာမှမသိဘူးเนาะဘယ်လိုပစ္စည်းတွေမှမသိဘူးအဲ့ဒီ surprise တွေနဲ့လုပ်ရတာမှန်တယ်သူ့ရဲ့ဒီ notification စနစ်တွေเนาะ pre alert စနစ်တွေရှိနေမယ်အဲ့ဒါတွေကကိုရောအများစုမှာအားမကောင်းเนาะတို့ပြကျွန်တော်စနစ်မချထားတဲ့ကိုရောနဲ့ပေါ့ဗျာကျွန်တော်စနစ်ချလိုက်ရင်တော့အဲ့ဒါတွေကကောင်းသွားပါဘောเนาะအဲ့တော့အဲ့လိုကိုရောနဲ့မှာဘယ်လိုမျိုးတွေကြုံရလဲဆိုရင်သူကတခုခုဆိုရင်လာမှသိတာပစ္စည်းလာမှကိုက surprise ဖြစ်ရတယ်เนาะပြီးတော့ကိုကကားရောက်တော့မှဟဲ့ဘာတွေရောက်တာလဲဘယ်လိုတွေဖြစ်တာလဲအဲ့ဒီ surprise တွေက warehouse သမားတွေကိုတော်တော်လေးခက်တွေ့သေးတယ်သူတို့ပြင် planning လုပ်ရတဲ့အခါမှာပေါ့ဘာလို့လဲဆိုတော့တခုခုနေရာထားဖို့ကကျွန်တော်တို့ကအဲ့ဒီအတွက်ကို resource တွေပြင်ထားဖို့လိုတယ်နေရာနံပါတ်1ကလိုတယ်ပေါ့နော်ပစ္စည်းလာရင်ကားထားဖို့အတွက်နေရာနောက်တစ်ခုကကျတော့အဲ့ကားကိုချဖို့အတွက်လူနော်ရွှေ့ဖို့အတွက်လူတွေဒါတွေမပါဘဲနဲ့အလုပ်လုပ်လို့မရအောင်မဟုတ်ဘဲနဲ့နေရာမရှိတော့အထက်ကရှင်းအောင်မဟုတ်လို့ကားကိုခဏပြင်မှာထားပါဆိုလဲသူပြင်ကွန်နာကားဆိုလဲတခြားအခွန်အခတွေအများကြီးကြာဖို့ရှိတော့အဲ့ဒါကိုဘယ်လိုမျိုးစနစ်ကြအောင်လုပ်မလဲကိုရောနေမှာကအဲ့အတွက်ကအဓိကကနံပါတ်1က capacity planning တခုခုဆိုရင်တစ်လစာကျွန်တော်တို့ planning အရင်လုပ်ဖို့လိုတယ် management ကိုမေးကြည့် program ကိုမေးကြည့်ပြီးတော့မှ okay ဒီလအတွင်းမှာဘယ်လောက်လာဖို့ရှိတယ်ဘယ် shipment တွေလာဖို့ရှိတယ်နော်ဘယ်ပစ္စည်းလာဖို့ရှိတယ်ဒါတွေကိုကျွန်တော်တို့ကအယူဆုံးသိအောင်လုပ်ထားကိုရောနဲ့မှာကိုကလာမှလုပ်တဲ့ပုံစံမျိုးမလုပ်နဲ့ကြိုပြီးတော့proactive ပေါ့နော်ကိုကအရင်ကသိအောင်လုပ်ထားမယ်နံပါတ်1ချက်နံပါတ်2ကတော့ဗာလဲဆိုရင်စင်ကာပူကကိုရောနဲ့ practice တစ်ခုပေါ့ဗျာ storage consolidation လို့ခေါ်တယ်အဲ့ဒီ consolidation ဆိုတဲ့အသုံးတော့ warehouse မှာတော့လေအသုံးများတယ်ဥပမာ shipment consolidation ဆိုရင်သူကပို့ရမယ့် shipment တွေအားလုံးကိုစုလိုက်တာပေါ့နော်အဲ့ဒါကိုပြောတာကိုတော့မှာကျတော့ storage consolidation ကဘာကိုပြောလဲဆိုတော့ SKU တူတဲ့ပစ္စည်းတွေအမျိုးအစားတူတဲ့ပစ္စည်းတွေခုနကသူဒီနာသူဖြစ်နေတဲ့ပစ္စည်းတွေအားလုံးကိုကျွန်တော်တနေရာထဲမှာစုပြီးတော့သတ်မှတ်သိမ်းတာကို storage consolidation လို့ခေါ်တယ်ကိုကဆောင်းလာလိုမျိုး information တွေကြိုမေးလို့ရရင်မေးထားအကယ်၍ကိုယ့်ရဲ့လုပ်ငန်းကလောက information တွေကြိုမသိရဘူးအနားနီးမှာ surprise တွေနဲ့ပဲချရတယ်ဆိုရင်ကိုယ့်ဘက်ကအဲ့ surprise တွေအတွက်ပြင်ဆင်ထားဖို့လိုတယ်ဘယ်လိုပြင်မလဲကိုတော်ထဲမှာအဲ့ဒီဆောင်းလာလိုမျိုးသားတူတာတွေစုထားပြီးတော့မလိုတာတွေဖယ်ထားရှင်းတာအစရှိတဲ့နေရာတွေကိုအမြဲဖန်တယ်နေရာတွေကိုအမြဲဖန်တယ် 5S ကအားအကြောင်းကိုတော်ထဲမှာရင်းကြီးတာ lean management ရဲ့ 5S မှာက sort sign order shine standardize sustain ဆိုတဲ့၅ခုရှိတော့အဲ့ဒီမှာ number 1 sort ကမလိုတာတွေဖယ်ထုတ်ခြင်းကိုတော်မှာကအမြဲအားတိုင်းကျွန်တော်တို့ကအဲ့ဒီမလိုတဲ့ပစ္စည်းတွေဖယ်နော်နောက်တစ်ခုက sign order အစင်ကြထားခြင်းအဲ့ဒီမှာမျိုးစားတူတာတွေစုခါလေး label တွေကမြင်တောင်လို့နော်နံပါတ်3ချက်က shine အဲ့မှာတန်ရှင်းလို့တခါလေးမှာအမိုက်တွေပွားနေတဲ့အခါမှာလဲကိုတော်မှာကြည့်လိုက်ရင်ရှုပ်ပွားပြီးတော့နေရာမရှိလို့ဖြစ်တယ်ရှင်းလင်းသွားတဲ့နေရာတွေထွက်လာနံပါတ်4ခုမြောက် standardize okay ဒီ SKU ဒီမှာပဲထားမယ်ချပစ္စည်းမထားဘူး forklift တွေ pallet jack တွေဒီမှာပဲထားမယ်ညာသွားပြန်ကိုတော်နေမှာနေရာမရှိဘူးဆိုတော့အဲ့ forklift တွေ pallet jack တွေအလွယ်ထားတဲ့အခါမှာသူတို့တွေကလည်း space ယူတယ်ဒီလားနော်အဲ့ဒါက standardize နောက်တစ်ခုက sustain နောက်ဒီလေးထားကိုဆရာပြောတော့တစ်ခါတည်းမဟုတ်ဘူးအမြဲတမ်းกว่าကျင့်သုံးပါအမြဲတမ်းကိုတော်မှာအားတဲ့ချိန်ထဲမှာ okay အားပြီးဆိုရင်အေးလာ fire လုပ်ကြမယ်ဆိုတာတန်ရှင်းရေးတစ်ခုတည်းနေမဟုတ်အဲ့ပစ္စည်းနဲ့ပတ်သက်ပြီး fire လုပ်ရမှာ okay ဒီအမျိုးသားတူတာတွေ A တွေကို A ဘက်စုsort လုပ်ကြမယ်နော် sign order လုပ်ကြမယ်အစားရှိနေဖြည်းဖြည်းသွားမယ်ဆိုရင်မိတ်ဆွေရဲ့ကိုတော်ကဆောင်းလာလို့ surprise တွေအတွက်အမြဲတမ်းပြင်ဆင်နေတာဖြစ်သွားတယ် okay အဲ့တော့ဒီနေ့ sharing လေးကတော့ဒီလောက်ပဲကျွန်တော်တနန်းသားကြီးလည်းရောက်နေပြီမကြငယ်ကျွန်တော်တနန်းစားမှာဆိုတော့ဒီနေ့ knowledge sharing လေးတွေဒီမှာပဲကြည့်လိုက်ရအောင်နောက်တစ်ခုမှဆက်တွေ့ကြတာပေါ့နော်